လဝိယရနာအတုတွေပဲရှိတာမလို့အိမ်ဖောက်ထွင်းသွားတဲ့သခိုးကိုအာနာနေတဲ့ဝိုင်းချုံမပြည်သက်များလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်ကြော်ရောင်းပြီး၃နှစ်အတွင်းမှာကြီးကြီးတက်ချမ်းသာသွားသူကတော့ဝိုင်းချုံမပဲဖြစ်ပါတယ်ဝိုင်းချုံမကလက်ရကောင်းပြီးဈေးဝယ်သူတွေကိုဆွဲဆောင်နိုင်တဲ့ဆိုင်ခင်းချင်းပုံအပြင်စင်တွေကြောင့်တနေ့တနေ့ကိုသိန်း10နဲ့ချီပြီးငွေနေတာပါဒါကြောင့်သိန်းရချီအကောင်ကြခံပြီးအလူကြီးကိုတောင်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဘွဲရပညာတတ်တယောက်ရဲ့လစာတော်ဝိုင်းချုံမအကျော်ဆိုင်လောက်ဝင်ငွေမကောင်းတာကြောင့်ဝိုင်းချုံမကတော့သူမရဲ့လုပ်ငန်းအတွက်အမြဲလိုလိုဂုံစားနေတာပဲဖြစ်ပါတယ်။ဒါကြောင့်သူမကအမြင်ကန့်နေသူတွေလည်းရှိနေတာပါ။ဝိုင်းချုံမကအကျော်ရောင်းရတဲ့ငွေတွေနဲ့သိန်း2000ကျော်တဲ့အိမ်ဝိုင်းကြီးကိုလည်းမကြသေးခင်ကမှဝယ်ယူစာချုပ်ချုပ်ထားကြောင်းမီဒီယာကနေကြောင်းလုံးထုတ်ထားပါသေးတယ်။ယနေ့ခေတ်ကြီးမှာစီးပွားရေးအဆင်မပြေမှုတွေကြောင့်ခိုးဆိုးလူနိုင်သူတွေလည်းများလာခဲ့တာပါ။ကြီးကြီးတက်ချမ်းသာတဲ့ဝိုင်းချုံမတို့အိမ်လည်းမေလ16ရက်နေ့ကဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။တခိုးတွေကဝိုင်းချုံမတို့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုမွားစာကျက်ပစ်ခဲ့ပြီးဝိုင်းချုံမရဲ့အဝတ်ဗီဒီယိုကိုလည်းရှုပ်ပွအောင်ထားပစ်ခဲ့ကြတာပါ။နောက်ပြီးဒဲအိုနီပေါင်အိုပါဝါဘန်အသွင်ကျိုးနဲ့မိသီးလုံးတွေကိုလည်းတခိုးကခိုးသွားခဲ့တာပါ။အရာတွေတင်မကသေးပဲတခိုးကဝိုင်းချုံမတို့ရဲ့ပလတ်စတစ်ဗီဒီယိုထဲမှာရှိတဲ့ဗရက်များတစင်စာပရင်တစင်စာကြောက်စိမ့်တဆက်စာအစရှိတဲ့အဖိုးတန်လက်ဝဲရတနာတွေကိုလည်းအလစ်တော့သွားခဲ့ပါတယ်။အိမ်အဖောက်ခံလိုက်ရတဲ့အချိန်ကဝိုင်းချုံမတို့အကျော်ရောင်းသွားနေတဲ့အချိန်ပဲဖြစ်ပါတယ်။တခိုးကအိမ်ရှိတကားတွေကိုဖြတ်ပြီးဝင်လာတာမဟုတ်ဘဲနောက်ဘေးပေါက်ကနေဝင်မှွေသွားခဲ့တာပါ။ဝိုင်းချုံမကတော့အိမ်ပြန်ရောက်ချင်းမှာတခိုးစာမိသွားတဲ့အိမ်ရဲ့အခြေအနေကိုကြည့်ပြီးစိတ်ပူသွားပေမဲ့မတို့မှာအဖိုးတန်လက်ဝဲရတနာတွေလည်းမရှိတာကြောင့်အတုံလှုပ်သွားခဲ့ပါဘူး။ဝိုင်းချုံမဟာသိန်း2000ကျော်တန်အိမ်ဝိုင်းဝယ်လိုက်တဲ့အတွက်သူတို့မှရှိတဲ့လက်ဝဲလက်စားတွေလည်းအကုန်ကုန်သွားရတာပါ။အိမ်ဝိုင်းရပြီးအရင်လိုလက်ဝဲရတနာတွေလုပ်ဖို့ကအဆင်မပြေသေးတာကြောင့်ပွဲလန့်တက်ဆရာတွေရှိရင်ဝတ်ဖို့အတွက်လက်ဝဲရတနာအတုတွေကိုတဆက်စာစီဝယ်သိမ်းထားကြတာပဲဖြစ်ပါတယ်။အခုလည်းတခိုးလက်ထဲပါသွားတဲ့လက်ဝဲရတနာတွေဟာအတုတွေပဲဖြစ်တယ်ဆိုပြီးမီဒီယာကနေတဆင့်ဖွင့်ရလာခဲ့တာပဲဖြစ်ပါတယ်။ဝိုင်းချုံမကတော့အလားကြီးလာပြီးတမိုးကြီးကြီးမမပိုင်ဆိုင်လိုက်ရတဲ့တခိုးတွေကိုအာနာနေတာပဲဖြစ်ပါတယ်။တခိုးကလည်းဝိုင်းချုံမရဲ့ဝင်ငွေနဲ့ပိုင်ဆိုင်မှုတွေကိုသိပြီးအထင်ကြီးကအိမ်လာဖောက်ခဲ့တာဖြစ်ပါတယ်။တကယ်တမ်းတခိုးကအထင်နဲ့အမြင်လွဲမှားသွားတဲ့အတွက်အခုလောက်ဆိုရင်ယူကြုံမရဖြစ်နေလောက်ပါပြီ။ဝိုင်းချုံမကတော့အိမ်အဖောက်ခံလိုက်ရလို့စိုးရင်မိသွားပေမဲ့တစ်ဖက်မှာလည်းအတုတွေကိုအစင်အမှတ်နဲ့အလေးသုံးသွားတဲ့တခိုးတွေအတွက်အာနာနေတာပဲဖြစ်ပါတယ်။လူအများကတော့ဒီလိုဖောက်ထွင်းခံရတာဟာဝိုင်းချုံမရဲ့ကြောင်းလုံးတွေကြောင့်ဆိုပြီးမှတ်ချက်ပေးနေကြပါတယ်။နောက်ပြီးဝိုင်းချုံမအနေနဲ့ကိုအန်နီရဲ့ပြုနိုင်တဲ့အရာတွေကိုဖိတ်ခေါ်နေတဲ့သဘောမျိုးဖြစ်တာကြောင့်အိမ်အတွင်းရေးတင်တဲ့ပတ်သက်ပြီးစစ်စင်ချင်းချင်းပြောဆိုဖို့သတိပေးနေကြတာပါ။အခုလည်းတမိုးကြီးကြီးမမပစ္စည်းတွေမပါသွားပေမဲ့အိမ်ထဲထိအောင်ရဲတင်းဝင်လာတာကြောင့်ဒီလေးကနေကြဖို့နှိုးဆော်နေကြတာပဲဖြစ်ပါတယ်။အခုလဲဝိုင်းချုံမကတခိုးကိုအာနာနေလို့ဆိုပြီးပြောလာတဲ့အပေါ်မှာရှယ်ပလန်နဲ့ဝေဖန်ခံနေရတာပါစကလုံးကြီးကြီးကြဲကြဲတွေပြောလို့ရှိတဲ့ဝိုင်းချုံမအိမ်ကိုတခိုးခိုးကမှအတူတွေမှန်သိရတယ်ဆိုပြီးအနောက်နေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောလက်ဝဲရတနာအတူတွေကိုခိုးယူသွားမိတဲ့တခိုးကိုအာနာနေတဲ့ဝိုင်းချုံမနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ